အကြောင်းလဲဆိုတော့ဒီနေ့ဖယားသခင်အလုံးလုံးမဲ့အရာရှိနေတယ်ဒီနေ့ဒီထဲမှာလွတ်မြောက်မဲ့သူတွေရှိနေတယ်အနာယောဂငြိမ်းတာတွေမျက်စိကန်းတဲ့သူမြင်တာတွေနားပြန်ကြားသွားတာတွေအဲ့ဒါကကြီးမားတဲ့နမိတ်လက္ခဏာမဟုတ်ဘူးအဲ့ဒါယုံကြည်သူတွေမှာဖယားသခင်အခွင့်ပေးရင် anytime အကုန်ဖြစ်နိုင်တယ်ဒါပေမဲ့အကြီးမားဆုံးနမိတ်လက္ခဏာအသက်တာပြောင်းလဲသွားခြင်းဖြစ်တယ်အကြီးမားဆုံးနမိတ်လက္ခဏာဖယားကိုရသွားခြင်းဖြစ်တယ်အကြီးမားဆုံးနမိတ်လက္ခဏာပါလေဖယားကိုရသွားခြင်းအသက်ရှင်တဲ့ဖယားကိုရသွားခြင်းသားတော်ကိုရရင်အသက်ကိုရတယ်သားတော်မရရင်အသက်ကိုမရဆိုတော့အဓိကကြီးမားတဲ့နမိတ်လက္ခဏာသားတော်ကိုရရှိသွားခြင်းအဲ့ဒီယေရှုခရစ်တော်သင်အထဲကိုဝင်ရောက်လာပြီဆိုရင်ခရစ်ယာန်ဆိုတဲ့ဘာသာထဲသင်ထဲဝင်လာလို့ဘာမှမထူဘူးဒါပေမဲ့အဲ့ဒီအသက်ရှင်တဲ့ဖယားကြီးကရှင်ပြန်ထမြောက်တဲ့ဖယားကြီးကသင်အထဲဝင်ရောက်လာရင်သင်ဘဝကဒီနေ့0နောက်နေ့ဟီးရိုးဖြစ်ရတဲ့အခွင့်ကိုဖယားကပြင်ဆင်ပေးတယ်ဟာလေလုယာ